န်းကြီးစကလုံးတွေကိုခေါင်းနဲ့ဆွဲအောင်ဘယ်လိုမျိုးလေ့ကျင့်ရမလဲဘယ်လိုမျိုးမှတ်မိအောင်လုပ်ရမလဲဆိုတာကိုမသိသေးဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားဖို့လိုပါတယ်အဲ့တော့ဒီဗီဒီယိုလေးထဲမှာဆိုရင်ခန်းကြီးစကလုံးတွေကိုမှတ်မိအောင်လို့ရုပ်ရှင်နဲ့နီလန်3ခုပေါ့နော်လေ့ကျင့်နိုင်မယ့်ရုပ်ရှင်နဲ့နီလန်3ခုအကြောင်းကိုပြောပြပေးပါမယ်ဒီဗီဒီယိုလေးကိုကျွန်တော်အရင်ကလည်းလုပ်ခဲ့ပူပါတယ်ဒါပေမဲ့ထပ်ပြီးလေ့လာလို့ရအောင်ပြန်လဲပြဝေပေးခြင်းဖြစ်ပါတယ်အခုဆိုရင် JLPT ဆောင်မွေးလည်းပြီးသွားပြီအဲ့တော့ JLPT level တစ်ခုပြီးသွားပြီပေါ့နော်ဒါဆိုရင်နောက်ထပ် level တစ်ခုတက်ဖို့စူးစမ်းရတော့မယ်အဲကြရင် level တစ်ခုတက်လာလေခန်းကြီးစကလုံးတွေကလည်းပို့ပြီးတော့ခတ်လာလေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခန်းကြီးစကလုံးတွေကိုပို့ပြီးတော့ခေါင်းထဲဆွဲအောင်မမိနိုင်မယ့်နီးလန်းတွေလိုအပ်လာပြီအဲကြရင်ကျွန်တော်ဘယ်လိုလုပ်မလဲဟုတ်ပြီဒါဆိုရင်ကျွန်တော်လုပ်ခဲ့တဲ့နီလန်3ခုရှိပါတယ်အဲနီလန်လေးအတိုင်းလိုက်လုပ်ကြည့်ပါဆိုတော့ပထမဆုံးနီလန်ကိုကျွန်တော်ပြပြပေးမယ်ပထမဆုံးနီလန်လေးကတော့ကျွန်တော်ရေးရင်းထဲမှာပါဇက်ကနေရွတ်ဖတ်ပါတယ်ဆိုတော့ခန်းကြီးစကလုံးတွေကကျွန်တော်ရေးနေုံနဲ့လည်းမပြီးပေါ့နော်ပါဇက်ကနေဖတ်မှာမမိပါပေါ့နော်ဆိုတော့ဒါဒီပထမဆုံးနီလန်တစ်ခုဒုတိယနီလန်ကတော့ကျွန်တော်တွဲလုံး vocabularies တွေကိုရေးချက်ပါတယ်ပေါ့နော်စကလုံးတစ်လုံးနဲ့ခန်းကြီးဆိုတာကစကလုံးတစ်လုံးနဲ့စုပြီးထားမဟုတ်ဘူးเนาะစကလုံးတစ်လုံးထဲကိုမှအဓိပ္ပာယ်အများကြီးရှိပါတယ်အဲ့အတွက်ကြောင့်မလို့တွဲလုံး vocabularies တွေကိုချက်တယ်တတိယနီလန်ကတော့ကျွန်တော်အားရင်အားလို့ပြန်ပြီးတော့ဖတ်ပါတယ်ဆိုတော့ဒီနီလန်3ခုကိုလုပ်ခဲ့တယ်အဲ့တော့နီလန်တစ်ခုချင်းစီတိုင်းကိုဒါအသေးစိတ်လေးပြန်ပြီးတော့ရှင်းပြပေးမယ်နီလန်နံပါတ်1အနေနဲ့ရင်းရင်းနဲ့မှဇက်ကနေရွတ်တယ်အဲကြရင်ကျွန်တော်တို့ကခန်းကြီးတစ်လုံးနဲ့ကိုပဲမျက်စိထဲကနေကြည့်မနေပါနဲ့လက်ကနေလည်းပြန်ရေးတယ်ပေါ့နော်ဆိုတော့စောင်းထဲမှာလည်းအထက်ထက်ခါခါပြန်ရေးတယ်ဇက်ကနေလည်းအတက်ထွက်ရွတ်တယ်ဆိုတော့ဒီနီးလန်းကကျွန်တော်တို့အုံနောက်ထဲကိုနှစ်ဆပို့ပြီးတော့မှတ်မိစေပါတယ်အဲ့တော့မိတ်ဆိုလည်းလှုပ်ကြည့်ကြည့်ပါကျွန်တော်စကလုံးတစ်လုံးရေးပြီဆိုတာနဲ့သူ့ရဲ့အတန်ထွက်တွေကအစပါဇက်ကနေရွတ်ဖတ်ပေါ့နော်ရေးတိုင်းပါဇက်ကနေရွတ်ဖတ်ပါဆိုတော့ဒီနီးလန်းလေးလှုပ်ကြည့်ကြည့်အဲ့တော့ဘာလို့ဒီနီးလန်းလေးကထိရောက်တာလဲဆိုရင်ကျွန်တော်တို့မျက်စိကနေစကလုံးလေးကိုမြင်လိုက်တယ်ပေါ့နော်ခန်းကြီးစကလုံးလေးကိုမြင်တယ်မြင်တဲ့အခါကျတော့လက်ကနေလည်းရေးတယ်ဟုတ်တယ်နော်လက်ကနေရေးတဲ့အခါကျရင်သူကရေးပုံရေးနည်းလေးကိုမတိစိတ်ကနေမှမတ်မိစေပေါ့ဗျာမတ်မိစေပြီးတော့မှကျွန်တော်ပါဇက်ကနေရွတ်လိုက်တဲ့အခါကျတော့နားကနေကျွန်တော်ပြန်ကြားတယ်ဟုတ်တယ်နော်ကိုယ့်အတန်ကိုပြန်ကြားတဲ့အခါမှာပို့ပြီးတော့မတ်မိသွားတယ်အဲ့တော့အုံယုံမိကွန်ယုံမိဆိုတာရှိတယ်အဲ့တော့အုံယုံမိရောကွန်ယုံမိနှမျိုးစလုံးကိုပါတို့ကအတန်ကြဲရွတ်ဖတ်ဖို့လိုတယ်ခန်းကြီးစကလုံးကိုပေါ့နော်ပြန်ပြီးတော့အုံယုံမိရောကွန်ယုံမိရောရွတ်ဖတ်ပါဆိုတော့အဲ့လိုရွတ်ဖတ်တဲ့အခါကျရင်တို့ကရေးလဲရေးတဲ့အတွက်ကြောင့်ပို့ပြီးတော့မှတ်မိသွားတယ်ပေါ့နော်အဲ့တော့မျက်စိတွေရောလက်တွေရောနားတွေရောသုံးခုလုံးတပြိုင်နက်တည်းလှုပ်ဆောင်တဲ့အခါကျတော့ပို့ပြီးတော့မှတ်မိစေပါတယ်အဲ့တော့နီလန်နံပါတ်1တစ်ချက်ကိုတေချာလေးလိုက်လုပ်ကြည့်ပါပေါ့နော်ဒုတိယနီလန်လေးကတော့တွဲလုံး vocabularies လေးကိုရေးချက်ပေးပါခန်းကြီးစကားတစ်လုံးနဲ့ပဲကြက်နေလို့မရဘူးပေါ့နော်စာမိုးဝဲမှာဒီတစ်လုံးနဲ့ပဲမေးရမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ကျတော့တွဲလုံး vocabularies ရေးချက်ဖို့လိုတယ်အဲ့တော့ဘယ်လိုမျိုးလေးလဲဆိုရင်ကျွန်တော်ပြပြပေးပါမယ်ဆိုတော့ဒီမှာမြင်နေရတဲ့အတိုင်းပဲvocabularies တွေကခန်းကြီးစကားလုံးတစ်လုံးနဲ့ကိုပဲဘေးရစကားလုံးတွေနဲ့ပေါင်းလိုက်တဲ့အခါအတန်ထွက်လဲပြောင်းသလိုအတိတ်ပဲလဲပြောင်းသွားတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီအလယ်မှာရှိတဲ့စကားလုံးတစ်လုံးဆိုရင်သူကနီချီလို့အတိတ်ပဲရတယ်ချီလို့လည်းအတိတ်ပဲရတယ်ဟုတ်တယ်နော်အဲကြတော့နေ့ရက်အကြောင်းပြောရလဲဟုတ်တယ်နေလို့အတိတ်ပဲတစ်လုံးနဲ့ဆိုရင်နေလို့အတိတ်ပဲလည်းရတယ်နေ့ရက်ဆိုတဲ့အတိတ်ပဲလည်းရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုပထမဆုံးဒီခွန်းဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်ပြီဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုတော့နီခွန်းဖြစ်သွားတယ်နော်နီခွန်းဖြစ်သွားတဲ့အချိန်ကျတော့ဂျပန်နိုင်ငံဖြစ်သွားတယ်အတန်းထပ်ပါပြောင်းသွားတယ်ဒုတိယတစ်လုံးကကျတော့အရှိမမိုင်းဆိုတဲ့စကားလုံးလေးနဲ့ပေါင်းလိုက်တဲ့အခါကျတော့မိုင်းနီချီဖြစ်သွားရောနောက်ကစကားလုံးကလည်းနီချီဆိုတဲ့အတိတ်ပဲဖြစ်သွားရောဟုတ်လားအဲ့ကကျတော့မိုင်းနီချီဆိုတော့နေတိုင်းအတိတ်ပဲရမယ်နော်အဲ့တော့အတိတ်ပဲပါပြောင်းသွားရောအတန်းထွက်လည်းပြောင်းသွားရောအဲ့တော့ဟုတ်ပြီရှေ့မှာအီမာဆိုတဲ့စကားလုံးလေးနဲ့ပေါင်းလိုက်တဲ့ခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျော်ဆိုတဲ့အတိတ်ပဲလေးဖြစ်သွားရောနော်ဒီနေ့လို့အတိတ်ပဲရတယ်ကဲဟုတ်ပြီနောက်မှာယောဘီဆိုတဲ့ရက်နေ့ရက်ကလေးနဲ့ပေါင်းလိုက်တဲ့ခါကျတော့နီချီယောဘီဖြစ်သွားရောနော်တနင်္ဂနွေနေ့ဖြစ်သွားရောအဲ့လိုဖြစ်သွားတာနော်ပြီးတော့နောက်မှာဒါကီခန်းကြီးလေးနဲ့ပေါင်းလိုက်တော့နစ်ကီနော်မတ်တန်းစာဖြစ်သွားရော
အတိတ်ပဲပြောင်းသွားတယ်နော်အဲ့ဒါကိုမှဒီအရှိမဟာလားကျွန်တော်တို့ယာဆူမီခန်းကြီးလေးပေါ့နော်အနားယူတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်တဲ့ချိန်ကျတော့ကျူဂျီဇဖြစ်သွားတယ်အဲ့ကြတော့အနားယူတဲ့နေ့ဖြစ်သွားတယ်ကျွန်တော်ဒီစကလုံးလေးကိုဂျပန်စာသင်တော့ဘယ်လိုမျိုးမှတ်ခဲ့လဲဆိုတော့ဒီစကလုံးလေးအလဲစကလုံးလေးတစ်လုံးနဲ့ကိုပဲကျွန်တော်ကဟီဘီနီချီနီဂျီဇဆိုပြီးတော့9တန်လေးပေါ့နော်အတန်9တန်ရှိပါတယ်သူကအဲ့9တန်လုံးကိုကျွန်တော်ရွတ်ပါတယ်ပေါ့နော်ရွတ်ပြီးတော့အဲ့စကလုံးတစ်လုံးရေးပြီးဆိုတာ ਨੇ ဟီဘီနီချီနီဂျီဇဟီဘီနီချီနီဂျီဇဆိုပြီးတော့ကျွန်တော်ရွတ်ဖတ်ပြီးတော့ကြက်ခဲ့တာပေါ့နော်အဲ့ကြရင်တွဲလုံးစကလုံးတွေကိုပါတခါတည်းတွဲကြက်တယ်အဲ့လိုကြက်ခဲ့တဲ့အတွက်ကြောင့်မလို့ခုတည်းဒီဒါမတ်မီတွေပေါ့နော်စကလုံးတစ်လုံးဟုတ်ပြီနော်အဲ့တော့ဒီနီလန်လေးအတိုင်းလှုပ်ဆောင်ကြည့်ကြည့်ပါတစ်လုံးနဲ့မကြက်နဲ့ပေါ့နော်တစ်လုံးနဲ့မကြက်နဲ့အဲ့ကြရင်တွဲလုံးနဲ့ကြက်တဲ့ခါကျတော့သူကနီတုံမလားနီချီတုံမလားဟာလားဟီတုံမလားကြီးစတုံမလားဒီလိုမျိုးလေး꿰သွားတယ်ပေါ့နော်အဲ့ကြရင်အဆင်ပြေသွားပါလိမ့်မယ်โอเคတတိယနီလန်လေးကိုပြောကြည့်ကြည့်အောင်တတိယနီလန်လေးကကျွန်တော်တို့အားရင်အားလို့ပြန်ဖတ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်စီမှာထားမှာတော့ကျွန်တော်ကောင်မလေးတယောက်ကိုကျွန်တော်ချစ်သူတယောက်ကိုချစ်တယ်လို့ပြောပြီးတော့ပြစ်ထားလိုက်လို့ရလားမရဘူးဟုတ်တယ်နော်ချစ်တယ်လို့ပြောပြီးရင်ကျွန်တော်ဂယူဆိုင်ပေးရမယ်ဟုတ်တယ်မလားကိုကချစ်တာကိုဂယူဆိုင်ပေးရမှာပေါ့ဒီတိုင်းပြစ်ထားလိုက်ရင်သူကငါ့ကိုတကယ်ချစ်တာလို့တန်တရားဝင်သွားလိမ့်မယ်အဲ့လိုပဲကျွန်တော်စာချက်တဲ့ခါလဲအဲ့လိုပဲစကလုံးတစ်လုံးနေနော်စာရီကြက်တဲ့ခါကျရင်ကြက်ပြီးသွားတာ ਨੇ ပြစ်ထားလိုက်လို့မရဘူးပေါ့နော်ပြန်နှွေးဖို့လိုအပ်တယ်ဟုတ်ပြီနော်ပြန်နှွေးဖို့လိုအပ်တယ်အဲအကြောင်းမို့အားရင်အားသလိုပြန်ဖတ်ဖို့လိုအပ်ပါတယ်ဆိုတော့ဒါဘေးစာပဲကြက်ဒီလိုပါပဲနော် vocabulary ကြက်လည်းအဲ့လိုပဲ grammar patterns တွေကိုမှတ်မယ်ကြက်မယ်ဆိုရင်အဲ့လိုပဲခန်းကြီးတွေလည်းမှတ်မယ်ကြက်မယ်ဆိုရင်အဲ့လိုပဲအားရင်အားလို့ကျွန်တော်ပြန်ဖတ်နေဖို့လိုတယ်အဲ့တော့ကျွန်တော်ပထမတစ်ခါကျွန်တော်ရေးပြီးသွားပြီတွဲလုံးတွေကိုလည်းကြက်ပြီးသွားပြီဆိုရင်ထပ်မရေးတော့ဘူးဟုတ်လားနော်စာမွေးလည်းနီးလာပြီဆိုရေးဖို့အချိန်လည်းမရတော့ဘူးအဲ့ခါကျရင်ကျွန်တော်ကဖတ်ပဲဖတ်တော့နော်မမိအောင်လို့ဖတ်ရတယ်ဆိုတော့အားရင်အားသလိုပြန်ပြီးတော့ဖတ်ပေးရမှာပေါ့နော် repetition ပြန်လုပ်ရမယ်အဲ့ခါကျရင်ကျွန်တော် automatic move နဲ့ရောက်သွားပြီเนาะ auto စကလုံးမြင်တာနဲ့မမိတဲ့အခြေအနေရောက်သွားပြီဆိုတော့ဒီနီလန်လေး၃ခုကကျွန်တော်လုပ်ခဲ့တဲ့နီလန်လေးဖြစ်ပါတယ်ဆိုတော့ဒီ automatic move တွေကိုဘယ်လိုရအောင်လဲဆိုရင်ပထမဆုံးတစ်ရက်မှာအချိန်တစ်ခေါက်ကနေ9ခေါက်ပေါ့နော်အချိန်9ခေါက်ဒီဖတ်တယ်ဖတ်ပြီးသွားပြီဆိုရင်နောက်တစ်ရက်ရောက်တဲ့ခါမှာ10ချိန်ကနေအချိန်20အဲ့လိုလေးသွားတယ်9ချိန်ကနေအချိန်20အဲ့လိုလေးသွားတယ်ပြီးရင်အချိန်20ကနေ50အဲ့လိုလေးသွားတယ်ပေါ့နော်နောက်တတိယစတုတ္တရရောက်တဲ့ခါကျတော့အချိန်50လောက်နော်အဲ့လောက်ထိတော့မလို့ပါဒါပေမဲ့ဖတ်တာများတဲ့ခါကျရင်မျက်စိတွေကမှတ်မိသွားတာဖြစ်ပါတယ်ဆိုတော့ဒီနီလန်းလေးကိုအသုံးပြုကြည့်ပါဒီနီလန်းလေးကြောင့်ကျွန်တော်ခန်းကြီးစကလုံးလေးကိုအလွယ်တကူမှတ်မိလာပါလိမ့်မယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်